NLD ပါတီအာဏာရတဲ့လက်ထက်ကပေါ့တလိမ့်ဆန်လေးတွေကိုအစာကျွေးတယ်ငကလေးတွေဖိုလေးတွေအစာကျွေးတာကိုလမ်းနေညစ်ပတ်လို့တဲ့စာမကျွေးရဘူးတဲ့အလူခံတွေကိုရေဘေးဒုက္ခတွေကိုရေတွေကြီးတဲ့ချိန်လူခံတော့လဲအလူမခံရဘူးတဲ့နောက်တရောင်းသားတွေကိုဖမ်းတဲ့နိုင်ငံမှာဆက်เสียကောင်းလို့တရောင်းသားတွေကိုဖမ်းတယ်ကိုရီးယားလည်းမသိခဲ့ဘူးဘယ်ဟုတ်မလဲပြီးတော့တရောင်းသားတွေဖမ်းပြီးတော့တရောင်းသားတွေဒီကခွက်သူတို့ကအရန်စီနဲ့ယူထားတာအခုကျတော့ကဘာလှည့်ပြီးတော့ကိုကိုတရောင်းသားပါဆိုပြီးတော့လှည့်တောင်းတာအခုလိုတောင်းဖို့အတွက်ကိုအမျှော်မြင်တော်တော်ကြီးကြီးနဲ့တရောင်းသားတွေဖမ်းပြီးတော့ခွက်တွေစုထားခဲ့ကြတာတော်တော်မျှော်မြင်ကြီးတဲ့ပါတီတကယ်အဲ့လောက်ရောမသိခဲ့ဘူးတော်တော်အမျှော်မြင်ကြီးတယ်ဒီပါတီကကိုကိုတရောင်းသားပါဆိုပြီးကဘာလှည့်ပြီးတော့တောင်းစားဖို့တော့ကိုအရင်တုန်းကတရောင်းသားတွေဖမ်းပြီးခွက်တွေစုထားခဲ့ကြတာတော်တော်မှမျှော်မြင်ကြီးပါပြီ